Hello မင်္ဂလာပါpreset 3လေးကိုတင်ပြပေးမှာပေါ့နော်preset 3လေးကကျွန်တော်ပို့လိုက်တဲ့ link ကိုကျွန်တော်တို့က download ဆွဲလိုက်ပေါ့နော်download ဆွဲတဲ့ဟာကြတော့ကျွန်တော်မပြတော့အဲ့ဆိုရင် download ထဲကိုဝင်ကြည့်လိုက်အဲ့ဆိုရင်ဒါ 8MB preset ပေါ့နော် DNG မဟုတ်ပေါ့နော်ဒီ file ကို download ဆွဲလိုက်ဆိုဒီလိုမျိုးထွက်လာမယ်ဒီ Windows ဆက်တယ်မှာဆိုရင်ကျွန်တော်တို့ file ရှော့ပြီးထွက်လာမယ် desktop ပေါ်တင်လိုက်မယ်ကျွန်တော်တို့ desktop ကိုတင်ပြီးရင်သူ့ကို file ရှုပ်ထားတာဖြစ်တဲ့အတွက် file ကိုဖိလိုက်ပေါ့နော် okay နိုင်လိုက်ဗျာအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ file ထွက်လာပေါ့နော် file ထွက်လာပြီဆိုရင်ကျွန်တော်တို့ကဒါကိုဖွင့်ပြီးရင်ဒီမှာအဲ့ဒီ file ထဲမှာ file တစ်ခုပါသေးတာပေါ့နော်အဲ့ကြောင့်မလို့ဒီဟာလေးကိုကျွန်တော်ဖြတ်လိုက်ဒါဆိုရင်ဒီမှာ file ပေါ့နော် AMP file ပေါ့နော်ဒါ preset ပေါ့နော်preset 32ခုပေါ့နော်33ခုဒီကောက်ကြတော့ okay ဒီကောက်ကြတော့ကျွန်တော်တို့ player အနှိပ်မားနေတာဖြစ်တဲ့ဒီတချင်း player နဲ့ဖြစ်နေတာပေါ့နော်ပုံမှန်ကတော့ဒီ AMP preset player နဲ့ဖြစ်နေရမှာเนาะဒါမှမဟုတ်ဘာမှဖြစ်ဘူးသုံးလို့ရရเนาะ okay ကျွန်တော်တို့တွေကPhotoshop ဖွင့်မယ် okay Photoshop ဖွင့်မယ် Photoshop ဖွင့်ပြီးတော့ကိုပုံတစ်ပုံထည့်လိုက်ဗျာအရင်ဆုံးတော့ okay ပုံရောက်နေပြီပုံရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီကိုပြင်မဲ့ပုံကိုထည့်လိုက်ပေါ့နော်ဒီ row ဖြစ်ဖြစ် jetpack ဖြစ်ဖြစ်ပေါ့နော်ပြီးရင် filter ထဲကနေပြီးတော့ camera runs filter ကိုနှိပ်လိုက်ပေါ့နော် camera run filter ဆိုနှိပ်လိုက်အဲ့ဒီဆိုရင် camera run filter ဘောက်လေးကြာလာမယ်ဆိုရင်ကိုကအဲ့ဒီ color တွေကိုကျွန်တော်တို့တခုချင်းစီသုံးကြည့်လို့ရတာပေါ့နော်ဒီမှာ asset ကလေး30ရှိတယ်အဲ့ဒီ set ကလေး30ကနေပြီးတော့ဒီမှာ loss setting ဆိုတာရှိတယ်ဗျာအဲ့ဒီကိုနှိပ်ပြီးရင်ကိုထားတဲ့ဒီ preset file ကဘယ်မှာလဲ desktop မှာဆိုရင် desktop ကိုနှိပ်ပြီးရင်ဒီမှာသူ့ရဲ့ file တခုချင်းစီကိုကျွန်တော်တို့တွေကသုံးကြည့်လို့ရတယ်ဗျာဒါဆိုရင်ဒီ color ပြီးရင်နောက်တစ်ချက်နှိပ်ကြည့်လိုက်နောက်ပြီးတော့ဒီ color ပေါ့နော်ကိုယ့်ရဲ့ကြိုက်တဲ့ color တွေကိုသုံးကြည့်လို့ရတာပေါ့နော်ဒီချိန်မှာဆိုရင် color တွေအများကြီးပဲ okay အဲ့ဆိုရင်အကောတွေကဟုတ်ပြီဒီ color အဲ့လိုမျိုးcolor တွေတစ်ခုပြီးတစ်ခုသုံးကြည့်တာပေါ့နော်အဲ့ဒီ color ကိုကိုယ့်ရဲ့ဒီ set ထဲမှာ setting ထဲမှာပြန်သိမ်းထားလို့ရတာပေါ့နော်သိမ်းနေကိုပါကျွန်တော်သင်ပြပေးမယ်သိမ်းနေကိုသင်ပြပေးမယ်ဆိုရင်အမှအဲ့ဒီ asset ကလေးကိုပဲနှိပ်ပြီးရင်ဒီမှာ copy edit setting ဆိုတာရှိတယ်အဲ့ကောကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီမှာပြင်ထားတဲ့ဒီ setting camera တွေက setting တွေကိုကျွန်တော် copy ယူလိုက်တာ copy ယူပြီးတော့အဲ့ဒီ asset ကလေးကိုနှိပ်လိုက်ဒီမှာ create preset ပေါ့နော်အဲ့ဒီကိုနှိပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ set ထဲမှာပြန်သိမ်းတာပေါ့နော်ဒီ preset တွေကိုပေါ့နော်ဒီမှာကြတော့ preset ရဲ့နာမည်ကိုကြိုက်တာထည့်လို့ရတယ်ဗျာဒီမှာဆိုရင်ကျွန်တော်ကအလွယ်တကူ01ပေါ့နော်ဒါကိုကြိုက်တဲ့နာမည်ပဲပေါ့နော်ဒါ preset နာမည် CO1 ဒါကြတော့ group ပေါ့နော် preset ရဲ့ group ပေါ့နော် preset group ကိုnew group လို့နှိပ်လိုက် group ဆိုရင်ဥမာ new folder တစ်ခုပေါ့ဗျာအဲ့ဒီမှာကျွန်တော်က group နာမည်ကို AA ပေးလိုက်တယ် group နာမည် AA နှိပ်လိုက်တယ်ပြီးရင် preset နာမည် CO1 ဆို okay နှိပ်လိုက်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တင်ပြမယ်နှစ်ခုလောက်ဒီကောကိုနောက်တစ်ခုထည့်ကြည့်လိုက်ဗျာ okay rich okay ဒါဒီ preset ပေါ့နော်ဒီ preset ကိုကျွန်တော်တို့နောက်ထပ်တစ်ခါပြန်တင်လိုက်မယ်ကျွန်တော်တို့အဲ့ဒီ create copy edit setting ကိုနှိပ်ပြီးရင်အဲ့ဒီ set ကလေးပြန်နှိပ်မယ် create preset အဲ့ဆိုရင်ဒီမှာအဲ့ဒီခါကြာရင်နောက်ထပ်တစ်ခါထပ်ထည့်မှာဖြစ်တယ်ဒီမှာ preset နာမည် CO2 group နာမည်ကိုကျွန်တော်တို့တွေကဒီမှာAA ခုန AA ပေးထားမှာတိုင်တယ်ပြီးရင် okay အဲ့ဆိုရင်ခုနကိုသိမ်းထားတဲ့ preset ဘယ်မှာလဲဆိုတာရှာကြည့်လို့ရတယ်ဗျာဒီမှာ asset ကလေး30အပေါ်ကနှိပ်လိုက်ပြီးရင်ဒီမှာ preset ရဲ့အောက်မှာကိုယ့်ရဲ့ဒီမှာ group ဒါဆိုရင် AA ပေးထားတဲ့ CO1 CO2 okay နော်ဒါကလား okay ကျွန်တော်တို့တွေကနောက်တစ်ခုပြောပြမှာပေါ့နော်ကျွန်တော်တို့တွေကPhotoshop မှာထည့်လိုက်ပြီး file name နဲ့ထည့်လိုက်ပြီးဆိုရင်ကိုယ့်ဆက်မှာ line လုံးထည့်ထားတယ်ဆိုရင် line လုံးကိုသူက automatic ဝင်သွားတယ်သူ့ရဲ့ file name နဲ့သူ့ရဲ့နာမည်နဲ့ဝင်သွားတာline လုံးမှာတကူတကပြန်တော့ထည့်စားမလို့ဘူးပေါ့နော်သူက Photoshop မှာထည့်တာနဲ့ line လုံးထဲကိုတန်းဝင်သွားတယ်ကျွန်တော်ဖွင့်ပြမယ်
okay ဗျာခုနကြတော့ group နာမည်ပါလဲကျွန်တော်တို့က AA လို့ပေးလိုက်တာပေါ့နော်ဒီမှာပေါ်နေပြီဒီမှာ preset အောက်က AA 01 02ကျွန်တော်ရဲ့ file နာမည်နော်ဒီမှာပေါ်လာတယ်ပြန်သုံးကြည့်လို့ရတယ်ကျွန်တော်တို့02ဒါကျွန်တော်ဆက်ထည့်နေတဲ့အတွက်ဖြစ်နေတာဒီမှာနော်ဒါ group နဲ့လိုက်ပြ01 02နော်ကြည့်01အဲ့ဆိုရင်ကိုခုန Photoshop မှာထည့်လိုက်ရင် line လုံးကိုပါတခါတည်းတန်းဝင်တာပေါ့နော်ဒါပေမဲ့ Photoshop မှာထည့်တဲ့ခါကျရင် line လုံးကိုပိတ်ထားပေါ့နော်ပိတ်ထားအကောင်လုံးထည့်လို့ပြီးပြီဆိုမှ line လုံးကိုပြန်ဖွင့်ပေါ့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်တောင်းကြည့်ကြပါနော်အားပေးတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်ဗျ